ဒါကျွန်တော်တို့ပထမဆုံး project နာမည်သတ်မှတ်မယ်ပြီးတော့ location ကိုခုနကျွန်တော်တို့တိဆောက်ထားတဲ့အတိုင်းပေါ့နော်ကျွန်တော်တို့ဒီမှာတစ်ခေါက်ပြန်ပြပေးမယ်ဒီမှာဒီလိုမျိုးသူနဲ့စနစ်ကြတဲ့ဟာလေးပေါ့နော်စနစ်ကြတဲ့စနစ်လေးကိုတိဆောက်ထားမယ်ဒါလေးတွေကတော့ရှိဖို့အသင့်တော်ဆုံးပဲเนาะ sound photo music video footage export effect ပေါ့နော်အဲ့တော့ဒီထဲမှာတော့သူစနစ်ကြသွားပြီးတော့တင်ထားတာမျိုးဖြစ်ရမယ်ဒါမှသာလျှင်ကျွန်တော်တို့ကcopy ကူးတဲ့နေရာပေါ့နော် copy ကူးတာပဲဖြစ်ဖြစ်တခြား set ကိုရွှေ့တာဖြစ်ဖြစ် project file ကိုကျွန်တော်တို့ဒီ memory stick နဲ့ယူသွားတာပဲဖြစ်ဖြစ်ပေါ့နော် project file တစ်ခုလည်းယူသွားလို့မရဘူးသူရဲ့ဒီ project folder ကြီးတစ်ခုလုံးပေါ့နော် project folder ကြီးတစ်ခုလုံးအထဲမှာ video footage တွေ audio footage တွေ picture တွေ photo တွေဒါအကုန်လုံးတွဲလျက်သားခုနကျွန်တော်create လုပ်ပြထားသလိုမျိုးပေါ့ကျွန်တော်လုပ်ပြထားသလိုမျိုး folder အတွဲလိုက်ကြီးကိုတစ်ခါတည်းယူသွားဖို့လိုတယ်เนาะဖွင့်တဲ့အခါကျလို့ရှိရင်လည်း sometime တစ်ခါတည်းကြလို့ရှိရင်တော့ media link ပြန်လုပ်ပေးရတာမျိုးရှိရပေါ့เนาะအဲ့တော့အဲ့ဒါမျိုးတွေကြိုတင်ပြင်ဆင်ထားဖို့လိုအပ်ပါတယ်ဟုတ်ပြီအဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ okay တစ်ချက်လောက်နှိပ်ကြည့်အောင်အဲ့တော့ okay နှိပ်လိုက်ပြီဆိုလို့ရှိရင်เนาะဒါကျွန်တော်တို့ workspace ပထမဆုံးစပြီးတော့ပေါ်လာတာတွေ့ရလိမ့်မယ်ပေါ့เนาะ